ဒီနေ့ကတော့စက်သားကာလာတိုင်းချက်ပြမလို့ခုန one store supermarket ကနေပြီးတော့စက်သားကိုပေါ့နော်တောင်ပန်တွေကြီးပဲဝယ်လာဆိုတော့တောင်ပန်ကြိုက်လို့တောင်ပန်အလဲတုံးလေးကိုမိုက်တယ်တောင်ပန်နေရာမှာတခြားပေါင်တို့ရင်မုံတို့အသားတုံထည့်ပြီးချက်လဲရတယ်ဒီမှာဘူးဒီတစ်စိတ်ဝယ်လာဘူးဒီတစ်စိတ်ရပင်စိမ့်တစ်စီးဒါပဲလို့ဟိုစက်သွန်ဒီစက်သွန်ဖြူချင်းပပလီထားတယ်ပြီးရင်ငုတ်သီးဆဲမုံအယောင်တင်မုံစနွင်းဒါပဲလို့အဲ့တော့ကျွန်တော်လုံးချက်မှာပါနော်ကာလာသားချက်လူပြိုချက်စီဝိုင်တက်ဆရာမလို့လုံးချက်ချက်ပါ3မိနစ်အိုးလေးနဲ့ချက်ပြပါမယ်3မိနစ်ရင်လေးအိုးနဲ့စက်သားကာလာသားရင်ချက်တာပေါ့ဘယ်သူမှမချက်ဘူးသေးဘူးဒါခုနကစက်သားရဲ့အဲ့စက်သွန်ငုတ်သီးမုံဘာညာဆာပလာကို3မိနစ်ယူနေဦးနဲ့ထည့်လိုက်တယ်ထည့်ပြီးွားရင်အဲ့မှာစားလေးနည်းနည်းထည့်မယ်အဲ့တော့တင်းစားညာအိတ်ထည့်ကြမလို့ငမြိုင်လေးထည့်အောင်မှာဆိုစားပပပဲဟုတ်ပြီဒါရွှေမင်းသမီးငံပြားကြီးမငံပြားကြီးပေါ့အဲ့မငံပြားကြီးငါးငံပြားကြီးလေးနည်းနည်းထည့်မယ်အများကြီးမလို့ဟုတ်ပြီအခုလာမှာတော့ magic ဒါတော့ shaky ပေါ့ grand rice smooth whisky လေးပပလေးထည့်ကာလာတိုင်းဆိုတော့ဒါ shaky နဲ့လေးနည်းနည်းလေးပါအောင်ပါအများကြီးမလို့ teaspoon 1 spoon လောက်ပဲဒီပူသွားရင်အရင်ကလည်းပျောက်သွားလိမ့်မယ်ဒီအာနေတင်ကုန်သွားလိမ့်မယ်ဟုတ်ပြီဒါတော့ခြုံမုံမို့ခြုံမုံကတော့ကြိုင်ရင်ထဲမကြိုင်ရင်မထည့်လေရတယ်ခြုံမုံနေရာမှာတခြားစက်သားမုံတို့ဓာရှိတို့ဘာညာထည့်လေရကျွန်တော်အပလေးပဲထည့်တာအများကြီးမထည့်ဘူးဟုတ်ပြီခုနက whisky နေရာမှာ hint check wine တို့ဘာတို့ရိုးရိုးဆိုဂျူတို့ဘာထည့်လေရတယ်အပလေးပေါ့ teaspoon နဲ့တစ်စုံနှစ်စုံလောက်ပဲဟုတ်ပြီဒါကျွန်တော်လက်နဲ့နေနေတာလက်မရှိလို့ပြီးတော့လက်ဆိုးရလည်းမကြိုက်ဘူးဒီအောင်ချောချွတ်ပြင်းလက်ကိုတေချာဆေးထားပြီးသားစက်ပြားနဲ့နှစ်ထပ်လောက်ဆေးထားပြီးသားဆေးပြီးမှနေတာဟုတ်ပြီနေပြီးွားရင်ကျွန်တော်အဲ့ဒါကို15မိနစ်ကနေပြီးတော့တနိုင်လောက်ထိနှက်ထားလို့ရတယ်ကျွန်တော်တော့တနိုင်လောက်နှက်လိုက်အဲ့3မိနစ်အိုးထဲမှာပဲနေတနိုင်လောက်နှက်အဲ့ချိန်မှာဘူးသီးလေးကိုစိတ်လီးထားမယ်ပြီးရင်ပင်သိန်းလေးတင်ထားမယ်ဘူးသီးလေးစိတ်ပြီးလီးထားရေဆေးထားတယ်ဟုတ်ပြီဒါတနိုင်ကြာသွားပြီပေါ့နှက်ထားတာအသားလေးကိုရတာတွေဝင်သွားပြီအဲ့ထဲမှာစီထည့်မယ်စီကို table spoon နဲ့သမင်းစားစုံနဲ့တစုံခွဲလောက်ပဲအများကြီးမလို့ကျွန်တော်စီပြန်ချက်မှာမဟုတ်ဒါအရေးတောက်ပေါ့တောက်ဆန်းလေးချက်မှာစီကိုသမင်းစားနဲ့တစုံပဲစီစားကိုဒါတော့ပြင်စီများမှာဘေးဖြစ်နေတာဒီစီထည့်ပြီးွားရင်ရေနည်းနည်းလေးထည့်ရရေကို2စုံလောက်ထည့်သမင်းစားနဲ့2စုံလောက်ထည့်ပြီးရင်ဒါမီးဖွင့်ပါပြီလုံးတော့မယ်ဒါလုံးချက်ပေါ့လုံးချက်ချက်တယ်ဟုတ်ပြီလုံးတဲ့အချိန်မှာ10မိနစ်ချားတစ်ခါလောက်မှွေပြီးနော်စီတက်လို့ပဲလားလုံးတာ10မိနစ်ချားတစ်ခါလောက်မှွေပြီးမှွေကောက်သွားမှာဆိုလို့ဒီအိုးကကတ်တယ်